ဒီလိုနာပြလို့လေစောက်စစ်ခံရပြီဒီမှာ339မှာနှစ်ခွန်ကိုလေးငါကီ38ကိုလေးကီ339ထွက်တယ်ပြီးပါခွန်နေ6တဲ့တင်းနေ38တဲ့3လေးတော့ပြီးပေါက်တယ်3နေတော့ပြီးပေါက်တယ်နော်ဒီတက်တုံများလေးကထိတယ်သုံးလုံးကထိရမြထိတာများသုံးလုံးကတစ်လုံးဒီတိကိုထိတယ်နေရှောက်ချစ်တဲ့နေရှောက်ချစ်သုံး6တိကိုနေကီကိုတုံများထိရမယ်နေရှောက်သုံးကီဘာလဲကတော့ကိုနေကိုဒီဘောတယ်နော်တောက်လျှောက်ရအပြီးပေါင်းတယ်ရောကြည့်ပေါ့ကိုတောက်လျှောက်ပြီးပေါင်းရင်တောက်လျှောက်ပြီးပေါင်း6လေးလျှောက်မှာ6တိကီ9လေးလျှောက်3ကီ3မြ3ပြက်ပြီဒီဘာစပြတာဟုတ်တယ်နော်ငါကိုထိရမယ်ငါထိကီဒီဘာစပြတာ63ထိရဖို့63ထိတယ်ဒီဘာစပြတာ63ထိရဖို့ဒီဘာစပြတယ်6ခွန်လေးထိရဖို့ထိတယ်6ခွန်လေးထိတယ်6လေး6ထွက်တယ်အပြီးပေါက်တယ်ကိုခွန်ချစ်ဒီမှာပြီးတော့အပေါက်စစ်တလုံးလုံးတော့တယ်ဒီမှာ6တိထိရဖို့6တိကိုခွန်တလုံးထိရဖို့ကိုခွန်အတူလိုက်ကြတယ်ကိုခွန်အတူလိုက်ကြပြီးတော့ငါတို့မြတ်ကိုတိကိုကြတယ်နှစ်ပြဲပြီးငါစခွန်ထိရဖို့ခွန်ထိတယ်ဟုတ်တယ်နော်ခွန်ထိတယ်ကိုခွန်ချစ်တွေ့တယ်ဒီမှာ6လေးရှောင်းမှာနှစ်ခွန်6ဒီ6တွေ့လိုက်တွေ့တယ်43ခွန်နှစ်ဒီလေးထွက်တယ်ခွန်နှစ်ကပြတ်တယ်80ခွန်ပြည့်ပြီနော်ဒီဘက်ကမစပြည့်တယ်နော်ဒီဒီကောင်တပန်း2ပန်းဒီမှာ3ပန်းရှိပြီပြည့်တာနော်နှစ်ခွန်43ခုနှစ်တလုံးကြီးပါဘာလို့မနှလုံးတလုံးကြီးပါဟို6လေးထွက်တယ်နော်ရှိကိုတုံးမြထိတော့ပြည့်တယ်နော်ရှိကိုတုံးမြဆိုရင်ကိုပြည့်တယ်အိမ်မဆိုရပါရှောက်လေးရှောက်လို့ပါ6ကိုရှောက်ပါမနဲ့6ကိုရှောက်ပါ6ကိုရှောက်ချစ်ကိုတုံးများစဉ်းစားတယ်ချစ်ကိုတုံးများထိတယ်လေချစ်ကိုတုံးများ6ကိုထိတယ်လေအခုလက်ရှိအချိန်မှာခုဒီမှာခွန်လေးတိလျှောက်ပြီးငါတို့များလေးတိကြီးခွန်တော့ကြောက်တော့ခွန်ဒီကောင်တော့ပြေဘုရားမပြေနိုင်ဘူးပြန်ပြင်းနိုင်မလားမပြင်းနိုင်ဘူးကိုခွန်တို့များတော့ထိရမယ်ကိုခွန်တို့များထိရမယ်ခွန်လေးတိလျှောက်ငါတို့များလေးတိကြီးနော်ရိုက်နော်ဒီမှာစပင်ရှူရိုက်ထားလို့ဆိုရှင်ရိုက်ထားရောရပြီတော့ဒီလိုပြလို့စောက်စစ်ခံရပြီကျွန်တော်ကိုဟန်နဲ့ကိုစိတ်ခံရတယ်ဘာပြေကတော့တောင်းစားရှိုးဘူးစကနော်ကိုခေါ်နေတာကျွန်တော်ပြောင်းမကြည့်388 339 35နှစ်တစ်ပြတ်39နှစ်နှစ်လေးရှောင်း3နှစ်လေးကတစ်ပြတ်65နှစ်66က36ကတစ်ပြတ်6လေး6 9ခွန်ချစ်6ကို6ကတစ်ပြတ်အိမ်မှာကလနာစိတ်မှာ group မှာပြောထားတယ်ဗါလေ9ခွန်ရဲ့ချစ်ကိုလေးရဲ့6ခွန်ချစ်သိချင်တော့နော်9ခွန်ရဲ့ချစ်ကိုလေးရဲ့6ခွန်ချစ်ရဲ့မထီလို့ရှိရင်ဒီတစ်ပတ်ရှင်းမတို့ဘူးပါလေညာလေးနဲ့ပြောကြတယ်ဟိုးနေတဲ့ဟာကျွန်တော်ပြမယ်3 9နှစ်2 4 6 3 4
ấy mà đi tung bằng mà tung cô nè thì tung cô nè mà tung ye cô ye bảoว่าthì lê mà tung cô nè mà tung cô nè mà cô ye bảoว่าthì lê có đúng là cái tung lên nè tung lên lê lo ya mày tung lên lê lo thì mà thuốc bây giờ ấy mà tập ban tung bằng mà bây giờ thì mà tôi có phải cả những cái thầy thì con có biết đấy ví dụ chú dia còn thì lúc con thì con có biết đấy xe sao nga xe bảoว่าthì tung không đúng là nhưng mà ví dụ tại cái sao sinh à mà tung sao nga ye xe sao nga ye mà tung sao nga ye tung sao biết ok nó nhưng mà phải mắc cả thầy thì con có biết nó thế nên tung số thì thầy cả không biết mà thế nên tung mà ali cả không biết ok nó nhưng mà giờ cho bị thế nên tung anh mà nhiều chao đi chao thì con có biết rồi bộ thì ali cũng biết đâu nó thì cô còn chưa có biết đâu mà thì con có biết này nó chao đi chao mà ali cũng biết đấy tung cô ye bảo ali tung lên nè nhưng mà tung lên này thôi đấy ok là cầm nhớ rồi xem giờ rồi sao đấy mà nhiều nữa tốt quá mà nó tuna chỗ đấy mà trao đi trao cổ tu lù về con này cô bảo vào trong rồi sao lấy bỏ cô sao rồi tới gì nó cái này bây giờ mà nó đi công bên số lấy con chuyện lo vậy mà còn đúng không lấy con chuyện cô ye bảoว่าthì lấy con chuyện mà không vậy thì mình bảo cô này chuyện mà giờ cô này chuyện lấy con chuyện ăn lộc bây giờ mà cho thôi mày ra rồi lại cả bên mà đi công không vui thôi nào tung chính sao mà lột thằng nó tiền nên nó thì cho để nó mà kia đi mà kia nó con lấy gì cho nó hồi này được cây này cô phải cả kinh này đấy cô phải cả nét không bao lâu rồi mà mấy rồi hồi thế là chẳng biết là đi được cây